delivery လောကမှာလောက်လောက်ဖူးတဲ့သူတိုင်းသိကြတဲ့ရေးသားမထားတဲ့စီးမြင်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ည7:00 နာရီကျော်ပြီးမှလာတဲ့ order တွေကိုလက်မခံရဘူးဆိုတာပါပဲ။ဒါပေမဲ့မင်းတန်ဆိုတဲ့လူငယ်လေးကတော့ဝေလိုနေတာမို့ဒီစီးမြင်ကိုချိုးပေါက်မိခဲ့ပါတယ်။အဲ့ဒီညကမိုးတစ်ဖွဲဖွဲကျနေပြီးရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာတိတ်ဆိတ်ငြိမ်သက်နေပါတယ်။မနေ့1:45 မိနစ်အချိန်မှာသူ့ဖုန်းထဲကို order တစ်ခုဝင်လာပါတယ်။ order ကကြက်ကြော်အများကြီးနဲ့ချိုရည်ပလင်းကြီးတွေဖြစ်ပြီးပို့ရမယ့်နေရာကမြို့စုံလူနေရပ်ကွက်တစ်ခုရဲ့လမ်းအစုံခြံဝန်းအကျယ်ကြီးတစ်ခုဖြစ်ပါတယ်။ထူးခြားတာကမှားထားတဲ့သူရေးထားတဲ့မှတ်ချက်ပါ။ခြံတကားဖွင့်ထားတယ်။အိမ်ရှိကဘဲမတီးပါနဲ့။ကလေးနိုးတော်မှာဆိုလို့အိမ်ဘေးပေါက်ကိုလာပို့ပေးပါတဲ့။ပုံမှန်ဆိုရင်တော့ဒါဟာတန်မှန်တောင်းဆိုမှုတစ်ခုလို့ထင်ရပါပဲ။ဒါပေမဲ့အဲ့ဒီချိန်အဲ့ဒီနေရာမျိုးမှာတော့ဒီစာသားကတမျိုးကြီးဖြစ်နေပါတယ်။မင်းတန်ဆိုင်ကယ်မောင်းပြီးအဲ့ဒီခြံရှိရောက်သွားတဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေပါတယ်။လမ်းမတိုင်ကမီးသီးတွေကျွမ်းနေတယ်လို့တစ်ဖြက်ဖြက်လင်းလိုက်မိန်လိုက်ဖြစ်နေတယ်။ခြံဝန်းထဲမှာဗာမီမှာဖွင့်မထားပါဘူး။မှတ်ချက်ထဲမှာပြောထားတဲ့အတိုင်းတမ်းမန်တကားကြီးကစစ်ရုံကြီးစိတ်ထားပါတယ်။မင်းတန်ဆိုင်ကယ်ကိုအပြင်မှာရက်ခဲ့ပြီးစားတော့အိတ်ကိုဆွဲဖုံးမီကိုဖွင့်ပြီးခြံထဲကိုဝင်သွားပါတယ်။ခြံဝန်းကကျယ်လွန်းပြီးတော့လက်ပင်တွေရှည်နေတာကြောင့်ခြေတံတစ်ချက်ချက်ညီးနေတယ်။အင်ကြီးကနှစ်ထပ်တိုင်အဟောင်းသားကြီးတင်းပေါက်တွေအကုန်လုံးပိတ်ထားပြီးတော့လိုက်ကားတွေချထားတယ်။မင်းတန်အိမ်ဘေးပဲစင်ကြံလန်းလေးအတိုင်းရှောက်သွားလိုက်တယ်။အိမ်ဘေးတကားပုံနာကိုရောက်တော့မိအောင်မိန်မိန်လေးတစ်ခုကတွေ့ရတယ်။အထက်မှာဖြောင်းနိုင်ထွန်းထားပုံရတယ်။သူ့တကားနားကကတ်သွားပြီးတော့တကားခောက်မလို့လက်ရွယ်လိုက်တဲ့ချိန်မှာပဲတကားကရုပ်ပြက်ပွင့်လာပါတယ်။မင်းတန်လန့်သွားတယ်။တကားပေါ်မှာရက်နေတာကအသက်40ဝန်းကျင်လောက်ရှိမဲ့မျိုးသားတစ်ယောက်သူကစွတ်ကြဲအဖြူပစိုးအကွက်နဲ့ညနာကချွေးတွေရွှဲနေပြီးအသက်ရှူတန်းကပြင်းနေတယ်။မင်းတန်သတိထားမိလိုက်တာကသူ့ရဲ့လက်တွေပါလက်သက်ကြားတွေနဲ့လက်ဖက်မိုးတွေမှာမြေကြီးတွေရှုပ်နေပေးကြမ်းနေတယ်။ညတကောင်ကြီးချမ်းနဲ့ဆင်ပြီးတစ်ပင်ဆိုင်နေတယ်လို့ပုံစံမျိုးပါ။အော်ဒါလာပို့တာပါအကိုလို့မင်းတန်ကအာနာပါနာပြောလိုက်တယ်။အဲ့ဒီလူကဘာမှပြန်မပြောဘဲပြုံးတယ်။သူ့ပြုံးကအသက်မပါဘူး။ပါဇက်ကြီးပဲဖြဲထားတယ်လို့မျိုးကျေးဇူးပဲကွာ။ငါမိမနဲ့ကလေးတွေဗိုက်စာနေကြလို့သူကပြောတယ်။သူ့တန်ကအကွဲကွဲကြီးပြီးတော့အစားတောက်အိတ်ကိုမင်းတန်လက်ထဲကနေအတင်းဆွဲယူလိုက်တယ်။မင်းတန်ပတ်စံရှင်းမှုပြောမလို့ပြင်းနေတော့ရှိသေးတယ်။အဲ့ဒီလူကအိတ်ကက်ထဲကနေဝင်ဆက်ကိုအနွမ်းတွေကိုဆွဲထုတ်ပြီးမင်းတန်လက်ထဲကိုထိုးထည့်လိုက်တယ်။ပြတဲ့ငွေထဲ2ဆလောက်ပိုများနေတယ်။ရပြီညီလေးပြန်တော့မဘိုးယူသွားလိုက်ဆိုပြီးအဲ့ဒီလူကတကားကိုဝုန်းကနေဆွဲပိတ်လိုက်တယ်။တကားပိတ်သွားကနေတခဏလေးတွင်းမှာမင်းတန်အိမ်ထဲကိုလှမ်းမြင်လိုက်ရတယ်။အဲကန်ကျမ်းမြင်ပေါ်မှာဖက်နှက်တွေဖျူပြဲဖြစ်နေပြီးတောင်နာကကလထန်တစ်လုံးလဲကြပြီ။ဒါပေမဲ့အဲ့ဒါတဲ့ပိုဆိုးတာကအနံ့ပါ။တကားပိတ်လိုက်တဲ့လေအဝိမှာတန်ကြီးနံလူညှိဆိုးဆိုးအနံ့တစ်ခုရလိုက်တယ်။မင်းတန်လည်းပတ်စံအပူရတာနဲ့ဝမ်းသာပြီးအញ្ញမ်းပဲဆိုင်ငယ်စီကိုပြေးသွားပြီးတော့အိမ်ပြန်မောင်းပြေးလာခဲ့တယ်။စိတ်ထဲမှာတော့တမျိုးကြီးခံစားနေရတော့မယ်။နောက်တစ်နေ့မနေ့ရောက်တော့ Facebook ပေါ်မှာတက်လာတဲ့သတင်းတစ်ခုကိုမြင်လိုက်ရတဲ့ချိန်မှာမင်းတန်ရဲ့ကဘာကြီးကဇောက်ထုံးမောင်သွားတယ်လို့ခံစားလိုက်ရတယ်။သတင်းကောင်းစဉ်ကမြောက်တကုံနေအိမ်တွင်မိသားစုလိုက်တက်ပြက်ခံရမှုတဲ့တပ်ပုံတဲကအိမ်ကမင်းတန်မင်းညကတွားပို့ခဲ့တဲ့အိမ်ကြီးပါပဲ။ရဲတို့ရဲ့ပြောကြားချက်အရအိမ်ရှင်လင်မယားနဲ့ကလေး2ယောက်ဟာမင်းည10နာရီလောက်ကလေးကခံလိုက်ရတာလို့ဆိုတယ်။လူသက်သမားကအိမ်ရှင်တွေကိုတက်ပြီးတဲ့နောက်အိမ်ထဲမှာအေးအေးဆေးဆေးဆက်နေခဲ့တာပါ။အလောင်းတွေဘေးမှာထမ်းပြီးမင်းတန်တွားပို့လိုက်တဲ့ကြက်ကြော်တွေကိုထိုင်စားနေကြတာဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။အခင်းဖြစ်ပွားရာနေရာကိုစစ်ဆေးတဲ့အခါအဲကန်စပွဲပေါ်မှာလက်ရည်နဲ့ရေးထားတဲ့စာရွက်ပိုင်းလေးတစ်ခုကိုတွေ့ခဲ့ရတယ်။အဲ့ဒီစာရွက်ပေါ်မှာရေးထားတာကပို့ပြီးတဲ့ကောင်လေးကိုပါတတ်မလို့ပဲ။ဒါပေမဲ့သူကရင်ကျေးလွန်းနေလို့လှုပ်ပေးလိုက်တယ်တဲ့။